ဖိုးစင်အချောင် channel ရဲ့တင်ဆက်နေတဲ့ပုံရိပ်ထဲကဗမာသမိုင်းအစီအစဉ်ပဲဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်ဒီဗမာဒီနိုင်ငံရေးသမိုင်းတီရီစစ်သမိုင်းမြန်မာစစ်တပ်သမိုင်းအပြင်ကိုမြန်မာရုပ်ရှင်လုပ်ငန်းတွေပါဆက်ဆက်နေတဲ့ဓာတ်ပုံတစ်ပုံအကြောင်းကိုကျွန်တော်ပြောပြသွားမှာပါအဲ့တော့ဒီဓာတ်ပုံကတော့ကြာခဲ့ပြီဒါလွန်ခဲ့တဲ့10နှစ်လောက်ကဓာတ်ပုံလို့ကျွန်တော်ပြောလို့ရတာပေါ့နော်ဒါ2019မှာပုံထွက်လာတဲ့ဓာတ်ပုံတစ်ခုပါဒါဓာတ်ပုံကတော့ဒါရိုက်ကွင်းဇဝင်ငံရိုက်ကွင်းတစ်ခုပေါ့နော်ဒီဇဝင်ငံရိုက်ကွင်းတစ်ခုကိုမှတ်တမ်းတင်ထားတဲ့ဓာတ်ပုံဒီဓာတ်ပုံက social media မှာတက်နှံလာတဲ့အခါမှာအဲ့ချိန်တုန်းကလူတွေကြားထဲမှာဝေဖန်စရာသုံးသပ်စရာပြောဆိုစရာကိစ္စတစ်ခုအကြီးကျယ်ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့အကြောင်းလေးပြောပြရရင်ဒီဓာတ်ပုံလေးရရကျွန်တော်အတွေးအမြင်လေးတွေကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဓာတ်ပုံကဘယ်သူဓာတ်ပုံလဲဆိုတော့ဒါနာမည်ကျော်ရုပ်ရှင်မင်းသမီးပေါ့ဗျာဗမာပြည်ရဲ့ Gallery မင်းသမီးစိုးမြတ်နန္ဒာရဲ့ဓာတ်ပုံဖြစ်ပါတယ်စိုးမြတ်နန္ဒာကဒီဓာတ်ပုံလေးမှာဆိုရင်ဒါအပေါ်ကအီးနီအဖြူအောက်ကယောဂီထမိန်ကိုဝတ်ထားပြီးတော့ဒါစစ်တပ်နဲ့ပေါ့နော်မြန်မာစစ်တပ်ကထုတ်တဲ့ MA series ရဲ့ဒါ MA1 ဖြစ်မယ်နဲ့တူတယ် MA1 တက်နက်ကိုလွှဲထားတယ်တခြားဒီလိုယောဂီထမိန်နဲ့ဝတ်ထားရသူ3-4ယောက်လောက်ပါတဲ့ဇဝင်ငံမှတ်တမ်းဓာတ်ပုံပါအဲ့တော့ဒီဓာတ်ပုံပေါ့နော်ဒီဓာတ်ပုံရဲ့နောက်ကျောင်းကပါလေဒီဓာတ်ပုံကဘာနဲ့ပတ်သက်နေလဲဆိုတာလေးကိုဆက်ရှင်းပြပါမယ်အဲ့တော့ကျွန်တော်တို့2015ခုနှစ်မှာဒီ MMDA ပေါ့နော်ကိုကန်တက်တွေရဲ့တကြောပြန်တိုက်ပွဲတွေစတင်ခဲ့ပါတယ်ဒီကျွန်တော်တို့လောက်ကန်ကနေပြီးတော့ဒီဗမာဒီအရှေ့မြောက်ဘက်ဒေသမှာရှိတဲ့နေရာကနေကိုကန်ဒါဖုန်ကြားရှင်တက်တွေကနေပြီးတော့မြန်မာစစ်တပ်ကိုပြန်တိုက်တာပေါ့နော်မြန်မာစစ်တပ်နဲ့အဲ့မှာရှိနေတဲ့ဒီကိုကန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဒါအုပ်စိုးနေမြန်မာစစ်တပ်လက်ဝဲကန်အုပ်စုတွေပေါ့နော်အခုဒီအုပ်စုတော်တော်များများကလေဒါကြားထန်လုပ်တဲ့သူတွေဆိုတော့ပေါ်ပေါက်ပြီးတော့တရုတ်စီမှာဖမ်းခံထားရတဲ့သူတွေပေါ့အဲ့လိုအချိန်မှာကိုကန်ကနေထိုးစစ်ဆင်ပြီးတိုက်ခိုက်တဲ့ကာလလေးဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့2015ခုနှစ်မှာဖြစ်တာပါ2015ခုနှစ်မှာဖြစ်တဲ့အခါကျတော့အဲ့မှာအခုကျွန်တော်တို့ဒါလာရှုံးမှာမရှိတော့ရမခပေါ့နော်ရှင်းတော့တိုင်းစစ်ဌာနချုပ်ပေါ့လာရှုံးမှာရှုံးနေခဲ့ရတယ်ဒါရမခတက်လက်အောက်ခံတက်တွေတော်တော်များများတိုက်ခိုက်ခံရတယ်ပေါ့တော်တော်များများတိုက်ခိုက်ခံရပြီးတော့စစ်ပွဲတွေကြီးတယ်မြန်မာစစ်တပ်ဒီဒါ2010ခုနှစ်နောက်ပိုင်းမှာပထမဆုံးအကြိမ်တင်းတင်းထန်ထန်တိုက်ခိုက်မှုတွေကြုံတွေ့ရတဲ့အခြေအနေလို့ကျွန်တော်ပြောလို့ရတယ်ပေါ့အဲ့စစ်ပွဲမှာတော့ဒါစစ်တပ်ဘက်ကစီးရင်နေအရာဆိုရင်တော့ဒါစစ်တပ်က100ကျော်လောက်တည်တယ်လို့ကျွန်တော်တို့သိရတယ်။နောက်ဒီကိုကန်ဘက်ကကြာဆုံးမှုတွေလည်းရှိတယ်။အဲ့မှာကိုကန်တက်တွေကဒီ MMDA တက်တွေကမြန်မာစစ်တပ်ရဲ့နောက်တန်းစခန်းတစ်ခုကိုဝင်တိုက်တဲ့အချိန်မှာဒါစစ်တပ်ထဲမှာရှိရဲ့စစ်သားမိန်းမတွေပေါ့နော်သူတို့တက်မိသားစုဝင်နေလို့ပြောကြတယ်အရင်အင်အားလို့ပြောကြတယ်ဒီစစ်တပ်ကဒါအရာရှိတွေနော်ဒီအခြားအဆင့်တွေအမျိုးသမီးတွေပေါ့ဒီတက်ထဲမှာရှိနေတဲ့သူတွေကဒီလာရောက်ပြီးနောက်တန်းစခန်းကိုတိုက်ခိုက်တဲ့ထိုးစစ်ကိုပြန်လေခုခံတဲ့ပုံစံပေါ့နော်ခုခံတိုက်ခိုက်ခဲ့ရတယ်ဆိုတော့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်ပေါ့အဲ့တော့အဲ့အဖြစ်အပျက်နဲ့ဆက်ဆက်ပြီးတော့ဒီဟာကိုကျွန်တော်2018ခုမှာဒီဇလန်ကိုဂုံတူးဇလန်အနေနဲ့ရိုက်ပါတယ်သူကဘာအတွက်ရိုက်လဲဆိုတော့ကျွန်တော်2018ခုနှစ်မှာသူတို့ကြာရောက်တယ်ပေါ့နော်ဒါသူတို့တက်မလို့နေကျွန်တော်တို့ဘက်ကတော့တော်လှန်ရေးနဲ့လို့နေနေ83နှစ်မြောက်သူတို့အမြင်ပေါ့နော်သူတို့အခေါ်တိုင်း83နှစ်မြောက်တက်မလို့နေဂုံတူးဇလန်ပေါ့နော်ဂုံတူးဇလန်အနေနဲ့ရိုက်ကူးခဲ့တာကိုကျွန်တော်တွေ့ရတယ်နာမည်ကျော်မင်းသားမင်းသမီးတွေအများကြီးပါတယ်ဆိုနေသူစားတို့ဆိုနေနန္ဒာတို့နော်ဒီလိုလူတွေဒီလိုမင်းသမီးတွေပါသလိုတစ်ဖက်မှာလည်းကျွန်တော်တို့ဒါအဲ့ချိန်တော့နာမည်ကြီးနေတဲ့မင်းသားတွေတော်တော်များများပါကြတာကိုတွေ့ရတယ်အခုထုခန့်ကျော်တို့ဘာတို့ကအစပါကြတယ်ပေါ့နော်သူတို့စစ်တပ်ဘက်ကနေပြီးတော့ကောင်းထက်ကျော်တို့ထုခန့်ကျော်တို့နော်သူတို့တွေပါဝင်ကြတယ်ပါဝင်ကြတော့ဒီကားမှာအဲ့လိုနောက်တန်းစခန်းကိုလာတိုက်တဲ့အခါမှာရဲမေတွေကာဝေးတွေဆိုတဲ့ဟာကိုစစ်တပ်က imminent glorify လုပ်တာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဒါဗမာဒီကစစ်တပ်ကအမျိုးသမီးရဲမေတွေဒီဒါရဲစွမ်းတက်သည့်ရှိတဲ့ခုခံကာကွယ်နိုင်တယ်ပေါ့နော်စသည်ဖြင့်ပေါ့ဒါမျိုးလုပ်ကြတယ်အဲ့ဒါကိုအဲ့ကောင်2019မှာပြန်ရိုက်တဲ့အခါကျတော့ဒါဇက်ဝင်ကန်တက်ပုံပေါ့ဒီမှာစိုးနေနန္ဒာရိုက်တယ်ရိုက်တော့အဲ့မှာစိုးနေနန္ဒာရိုက်တဲ့အခါကျတော့ကျွန်တော်တို့ဝေဖန်မှုတွေတော်တော်စုံစုံလင်လင်ဖြစ်လာတယ်တော်တော်ကြေလောင်ဖြစ်လာတဲ့အခါမှာသူ့ကိုဒီမီဒီယာတစ်ခုကလည်း interview တွေပေါ့ဒီတော့သူကပြန်ဖြေထားတာမျိုးလေးကျွန်တော်တို့တွေ့ပါတယ်အဲ့ဒါကြတော့ဗာလဲဆိုတော့စစ်တပ်အကြောင်းသိတဲ့လူနဲ့မသိတဲ့လူနဲ့တဲ့ comment တွေဖတ်ကြည့်မှသိရတော့တယ်အင်တာနက်မရတော့ဒီလိုပြဿနာမသိဘူးရေဖြစ်နေတာမသိဘူးရေလောက်ကင်မှာတကယ်ဖြစ်ခဲ့တဲ့ဇလန်းကိုလောက်ကင်တိုက်ပွဲမှာတကယ်တိုက်ခဲ့တဲ့ရဲမေတွေကိုယ်တိုင်လာရောက်ကူညီပေးနေကြတာကျွန်မဇကားမရိုက်တာအတော်ကြာပါပြီဒီဇကားကိုရိုက်ချင်လို့ရိုက်တာပါတခြားပတ်စံရပြီးအေးစေးရရမယ့်ဇကားတွေတဲ့အစာပေါင်းနဲ့သာပြင်မဲ့မေဆိုတာသိပါတယ်ဒါပေမဲ့စိတ်သေးပါလို့ရိုက်တာလို့တိတိကျကျသူကလည်းထုတ်ဖို့ပြောကြခဲ့တယ်ဆိုလိုချင်တာကတော့ကျွန်တော်တို့အဲ့ကာလတစ်လျှောက်လုံးမှာဒါຫນွေဦးတော်လှန်ရေးထဲမှာဆိုရင်တချို့သောဒါရုပ်ရှင်အမှုပညာရှင်တွေတရုပ်ဆောင်တွေလို့ပြောကြတဲ့ပုံကိုယ်တွေကຫນွေဦးတော်လှန်ရေးမှာပါပြီးစစ်အာဏာရှင်ဆန့်ကျင်တဲ့မြန်မာစစ်တပ်ကိုကျွန်တော်တို့ဒါတော်လှန်တိုက်ခိုက်မှုတွေမှာပါဝင်ခဲ့ကြတယ်ဒါပေမဲ့အဲ့ရှေ့ပိုင်းကာလမှာတော့ဒီမြန်မာရုပ်ရှင်အတန်းဝိုင်းတို့ဘာလို့ပြောလိုက်ရင်အများစုဒီမြန်မာစစ်တပ်တော့မဟုတ်ဩဇာအာဏာရှိတဲ့သူတွေနဲ့ပူးပေါင်းပြီးတော့အခွင့်အရေးရဖို့ပဲကြိုးစားနေကြတယ်။နောက်မြန်မာစစ်တပ်ကိုလေထောက်ခံအားပေးမှုတွေဒီပြည့်တသားအဲ့ကာလမှာနည်းနည်းသားရှိခဲ့တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။တွေ့ရတယ်အဲ့တော့စိုးနေနန္ဒာဒီလေဒီဓာတ်ပုံရဒီဖြေကြားချက်နဲ့ဆက်ဆံလိုက်တဲ့အခါကျတော့ဗာလဲဆိုတော့သူကိုယ်တိုင်ကစစ်တပ်ကိုအားပေးခြင်းလို့ဒီစစ်တပ်ဆိုတာလူမျိုးစုတော့ဒေသတွေမှာစစ်ရာဇဝမှုကောင်းများသောကျူးလွန်နေလူ
လူမျိုးသုံးတက်ဖြတ်မှုနော်ရိုဟင်ဂျာတွေအပေါ်မှာကျူးလွန်နေနော်ဆေးရသွင်းမှုပေါင်းများစွာဒီလိုတက်ဖြတ်မှုပေါင်းများစွာကိုစနစ်တကျနဲ့ခြေခြေတက်တက်ကျူးလွန်ခဲ့တဲ့အတွက်လူသားမျိုးတွေကိုကျူးလွန်နေရာဇဝမှုတွေကျူးလွန်နေတဲ့စစ်တပ်တဲ့အနေနဲ့နိုင်ငံတကာမှာတရားစွဲဆိုခံနေရတဲ့စစ်တပ်ဒါယနေ့အထိလည်းကောင်းကြုံမပြီးဘူးပြည်သူတွေကိုတက်ဖြတ်နေတဲ့ပုံစံမျိုးစုံနဲ့မင်းအွန်လိုင်းအာဏာသိမ်းမှုကကျွန်တော်ပြည်သူတွေကိုအများကြီးထိခိုက်စေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်တော့ဒီစစ်တပ်ကိုဝိုင်းဝန်းပြီးအားပေးပြီးတော့ဘောမှကြတဲ့အထက်မှာဒီလိုအမှုပညာရှင်တွေတရုတ်ဆောင်တွေမင်းသမီးတွေဆိုတဲ့မင်းသားမင်းသမီးဆိုတဲ့လူတွေလေအများကြီးပါဝင်ခဲ့တာလေးကိုသိစေချင်တဲ့အတွက်ကျွန်တော်ဒီတပ်ပုံလေးကိုပြန်လေးတင်ပြခြင်းဖြစ်တယ်အဲဒီထဲမှာကျွန်တော်စဉ်းစားမိတဲ့ကိစ္စနှစ်ခုပေါ့နော်အဲ့ဒါတော့ဗာလဲဆိုမြန်မာစစ်တပ်ဒီဒါဗုဒ္ဓဘာသာကိုနည်းနည်းသာပေးပြီးဗုဒ္ဓဘာသာကိုကာကွယ်ဖို့အမျိုးဘာသာကိုစောင့်ရှောက်ဖို့ဆိုတဲ့ကြွေးကြော်တဲ့မျိုးကိုလေဒါမင်းအွန်လိုင်းကာလမှာပေါ်ပေါ်ထင်ထင်ကြွေးကြော်လာသလိုအရင်တော့ကလေတိုးတိုးတိတ်တိတ်နဲ့သူ့စစ်တပ်ထဲမှာဒီလိုပဲထူထောင်လာတာအဲကြောင့်လို့ဗမာဒီမှာဖြစ်လာတဲ့ပြဿနာတွေမှာဘာသာယုံကြည်မှုမတူတဲ့လူနည်းစုဘာသာဝင်တွေပေါ်ဥတီတိုက်ခိုက်ဖို့ဆိုရင်လေမြန်မာစစ်တပ်ကအစင်းသင်းဖြစ်နေအဲ့တော့ကျွန်တော်ဒီဘက်မှာသုံးကြတဲ့ဗမာလူမျိုးကြီးကွာတာဆိုတွေဝေါ်ရတာရှိပါတယ်ဒီနောက်မှာကျွန်တော်တို့ဗမာဗုဒ္ဓဘာသာနဲ့ဆက်ဆက်ပြီးတော့မှအဓိကတော့လူမျိုးအထင်ပြောရင်တော့မြန်မာပေါ့ဗျာယုံကြည်ကိုးကွယ်မှုရဆိုဗုဒ္ဓဘာသာပေါ့အဲဒီလိုပေါ်မှာစစ်တပ်ကနည်းနည်းသာပေးပြီးတော့ဒီလိုတိဆောက်ထားတယ်ဆိုတဲ့အပိုင်းကိုလည်းသိတာနိုင်တယ်ဘာလို့လဲဆိုဒီစစ်တပ်နဲ့ကျွန်တော်တို့ယောဂီထမိန်နဲ့ယုံကြည်ကိုးကွယ်မှုနဲ့အရာဟိုကမြန်မာစစ်တပ်ရဲ့ယက်တီမှုဘယ်လိုရှိနေလဲသူဒီဒါလုံးဝလူမျိုးပေါင်းစုံဘာသာပေါင်းစုံကာကွယ်ဖို့အတွက်ဆိုတာမဟုတ်ဘူးဆိုတော့သိတာပေါ်လွင်စေတယ်ပေါ့နော်နောက်ပြီးဒီနေရာမှာအရက်သားတွေကိစ္စပေါ့နော်ကျွန်တော်ပုံမှန်အားဖြင့်ဆိုရင်ဒီစစ်တပ်မှာရှိတဲ့အမျိုးသမီးရဲမေတွေပေါ့နော်အထူးသဖြင့်ဒီစစ်သားမိသားစုဝင်တွေကနေပြီးတော့တက်တယ်မှာဒီရဲမေတွေကိုစစ်တင်နဲ့တက်ခိုင်းတာနော်အိမ်အောင်တွေကိုပေါ့နောက်အသက်ပြည့်ပြီးသားသူတို့တွေကလူတွေကိုဒီသားသမီးတွေကိုလေစစ်တင်နဲ့တင်ခိုင်းနေကိစ္စရရှိပါတယ်ဒါ CDN လောက်လာတဲ့ရဲဘော်တွေပြောကြချက်အရာကိုပဲပြန်သုံးမယ်ဆိုတော့ကျွံဝယ်ရအစ်စ်ပါဘူးလာကလည်းဒီလာကပဲသူတို့ကဒီအမျိုးသမီးတွေအပေါ်မှာလာကပို့ပေးနေရလဲမဟုတ်ဘူးစာရေးကထောက်ပံ့တာဆိုတာလေစစ်သားဆိုတဲ့လူပုဂ္ဂိုလ်ကမှမိတီးပြီးထောက်ပံ့တာပေါ့နော်ဒါပေမဲ့သူကဒီရဲမေတွေကိုပါဒီစစ်ရင်အတွက်အသုံးချတယ်စစ်တင်နဲ့တက်ပေးထားတယ်လက်နဲ့တက်ဆင်ပေးထားတယ်အဲ့တော့ကျွန်တော်တို့ကဒီတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာနောက်တန်းစခန်းတွေကိုဝင်အောင်တိုက်ခိုက်လို့ဒီရဲမေတွေပြန်လေခုခံမှုဆိုတဲ့ကိစ္စမျိုးကိုလေကျွန်တော်ຫນွေဦးတော်လိုင်းတိုက်ပွဲတွေမှာလေမကြကြားရတယ်ပေါ့နော်စစ်တပ်ကလည်းအဲ့အတွက်ပြင်ဆင်တာမျိုးကိုတွေ့ရတယ်တနက်တွေထုတ်ပေးတာပါတယ်အဲ့တော့ဒီစစ်တပ်မိသားစုဝင်တွေရဲမေတွေဒီဒါအယက်သားပြစ်မှတ်မဟုတ်ဘူးဆိုတဲ့ပုံစံကိုစစ်တပ်ကသူကိုယ်တိုင်ပုံဖော်ပြသခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဒါဒီဟိုကစစ်တပ်ကမြန်မာစစ်တပ်ကသူတို့စစ်သားတွေအပေါ်မှာတော့ဘယ်လိုကောင်းပုံဖြစ်အမျက်ထုတ်တယ်ဆိုတာကိုလည်းပေါ်လွင်စေသလိုမြန်မာစစ်တပ်ကနော်ဒီတိဆောက်မှုပေါ့ဒီယုံကြည်ကိုးကွယ်မှုကိုအခြေပြုတိဆောက်မှုအကြောင်းလည်းကောင်းကောင်းပေါ်လွင်စေတဲ့ဓာတ်ပုံတစ်ပုံဖြစ်တဲ့အတွက်ကျွန်တော်ပုံရိပ်ရဲ့ပုံမှာတမိုင်းအစီအစဉ်မှာဒီဓာတ်ပုံလေးကိုပြန်လေးတင်ဆက်ပေးရခြင်းဖြစ်ပါတယ်ကြခင်ဗျားတို့လည်းဒီကျွန်တော်ဆွေးနွေးချက်တွေအပေါ်မှာဒီဓာတ်ပုံပေါ်မှာရောအနေနဲ့ဘယ်လိုရှိကြလဲ comment မှတ်ပေးဖို့ဖိတ်ခေါ်ပါတယ်ကြည့်ရှုနားဆင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ